မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ Code Safe version တွေကိုကျွန်တော် download ဆွဲပြပြန်ဖြစ်ပါတယ်။ဒီပထမဆုံး Play Store ကိုဝင်လိုက်ပြီးတော့ search bar မှာကျွန်တော် code အစစ်တွေကိုကျွန်တော်ရိုက်စားလိုက်မယ်။ဒီ screenshot ကိုကျွန်တော် post တင်ဖို့လို့ကျွန်တော် Code Safe ကို download ချလိုက်မယ်။ကျွန်တော် install နှိပ်လိုက်မယ်။အဲစကားမစ Code Safe ဆိုတာဖုန်းပေါ်မှာ Android application တွေကိုရေးဆွဲနိုင်တဲ့ software တစ်ခုဖြစ်ပါတယ်။ ID လို့ပြောတော့ပုံမှန်လားပေါ့ဗျ။ဗီဒီယိုကြည့်နေကြဆိုလို့ရှိရင်ဒီက screenshot ကိုကြည့်ပြီးတော့ကျွန်တော်ဒီအောင်မှတ်မိပါပါကျွန်တော် ChatGPT API အောင်ကျွန်တော်ခေါ်သုံးတာဖြစ်ဖြစ်ကျွန်တော်အရင်ကကျွန်တော် combo UI စပြခဲ့ဒီ software ကျွန်တော်ဒီဟာဖြစ်ပါကြဒီ Code Safe ဖြစ်ပါတယ်ဒီ version မှာတော့ကျွန်တော် Java တည်တံ့လေးရေးလို့ရပြီ Kotlin တည်တံ့လေးရေးလို့ရပြီကျွန်တော် JPEG combo တွေပါညာရအောင်အရှင်တိုင်းပဲကျွန်တော် ES software trading project ကြီးဆွဲတာမရှိလို့ကျွန်တော်ဖြတ်ပလိုက်တာကျွန်တော်ဒါကိုကျွန်တော် install လုပ်ထားတယ်ကျွန်တော်ဗီဒီယိုရှင်းသွားလို့ဆိုတော့ကျွန်တော်ဒီဗီဒီယိုစပီကိုကျွန်တော်မြင်မိထားမယ်ဒီဗီဒီယိုကြည့်နေပြီဆိုတော့ခုလုံးကိုနေမိညာနဲ့ဆိုင် software ကိုစိတ်ဝင်စားဆိုလို့ရှိရင်ကျွန်တော် channel ကို like နဲ့ subscribe လုပ်ပေးရအောင်ကျွန်တော်ပြောချင်ပါတယ်။ Okay ကျွန်တော်လည်း install လုပ်ပြီးဆိုတော့ဖွင့်ကြည့်အောင်။ကျွန်တော်ဖွင့်လိုက်မယ်။ကျွန်တော်ပထမဆုံးအချိန်ဖွင့်လိုက်ပြီးတော့ကျွန်တော်ဒီမှာရန် project ဟောင်းနေရှင်ကျွန်တော် backup ဆွဲလို့ရတယ်။ကျွန်တော် backup ဆွဲပြီးဖြစ်တယ် backup မဆွဲတော့ဘူး။ဒါပေမဲ့ရန်ဆွဲထားလို့ရှိရင်ကျွန်တော်ဒီ backup လေးကို channel နဲ့ကျွန်တော်ဒီမှာ Google Drive ပေါ်ပြီးကျွန်တော်တင်လိုက်။ကျွန်တော်ဒီမှာ Google ကိုနှိပ်လိုက်မယ်။ AID လို့ကျွန်တော်ဖုန်းပေါ်မှာလုပ်လုပ်မယ်ပြီးတော့ကျွန်တော် auto complete ကျွန်တော်ပို့ပြီးတော့ပြလာမယ်ပြီးတော့ကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်ကျွန်တော် code block အနေနဲ့ကျွန်တော်ဆက်လို့ရတယ်ဒါပေမဲ့ code block အနေနဲ့ကျွန်တော်မသုံးပါဘူးเนาะ code block ကတော့ကောင်းတော့ကောင်းတယ်ပုံပဲဒီမှာကျွန်တော် run time ကျွန်တော် run time ကိုလည်းကျွန်တော်ဒီတိုင်းရင်ကျွန်တော်အဆင့်ကျွန်တော်တခြားကြည့်တော်လို့ရမယ်ကျွန်တော်ပြီးရင် run ကြည့်ရခြင်းမယ် okay run နဲ့ပိုင်းနေလည်းပိုကောင်းလာမယ်ပြီးတော့ကျွန်တော် Kotlin complete လည်းပါမယ်ဒီရောက် ID ပိုင်းနဲ့ကျွန်တော်အဆင့်မြင်လာမယ် Your project ဒါကျွန်တော် project file ထားတဲ့ file လမ်းကြောင်းကိုကျွန်တော် copy ကူးလို့ရရင်ပါဗျာအဲ့တော့ကျွန်တော်ပေါ့အဲ JPEG combo light ကျွန်တော် JPEG combo light နေကြည့်လို့ရတယ်ဒါလေးအောင်ကျွန်တော်သဘောကျ Okay ကျွန်တော်ဒီ software ဝင်တော့ပြီကျွန်တော်ပထမဆုံးအပေါ်ဆုံးမှာကျွန်တော် percent လေးပြအောင်စောင့်အောင်မယ်ခုလုံးကျွန်တော်ဒီရောက်ကကျွန်တော် file လေးကိုကျွန်တော်ချက်ကြည့်မယ်ထားလိုက်ပါဘာဖြစ်ဖြစ်ကျွန်တော်ပထမဆုံးကျွန်တော် software တခုကျွန်တော် run ပြပေးမယ်ကျွန်တော် run ဒီမှာကျွန်တော်ပထမဆုံးကျွန်တော် run လိုက်ဆိုကျွန်တော်ဒီအရင်ပေါ်လာပြီကျွန်တော်အမှန်ချက်အကုန်လုံးပြီးသွားပြီကျွန်တော် install လုပ်မယ်ဆိုကျွန်တော် install လုပ်ဖို့အတွက်ကျွန်တော်ဒီအောင်လေးကျွန်တော်ဖွင့်ပြရမယ်ကျွန်တော် application install လုပ်ဖို့ဒါလေးအလောင်းပြရအောင်ပြီးတော့ကျွန်တော်ရပြီကျွန်တော်တော့ဆိုကျွန်တော် application က install လုပ်လို့ပြီးနေကျွန်တော်ဒီအောင်လေးမှာ add-debug.apk ဆိုကျွန်တော်ပေါ်လာကျွန်တော် apk file ကိုကျွန်တော်ပြီးနေပြီကျွန်တော်ဒီကောင် install လုပ်ထားတယ်ကျွန်တော် install လုပ်မယ်ဆိုရင်တော့ကျွန်တော်ပြန်ပြီးကျွန်တော် run ပေးမယ်ဒီမှာ run လိုက်မယ် run လိုက်ဆိုတော့ဒီမှာ install ဆိုပေါ်လာတယ်ဒီမှာ install လုပ်လိုက်မယ် install လုပ်ပြီးကျွန်တော် error နဲ့ပွင့်တာပြတော့ကျွန်တော်ဒီကောင်ကျွန်တော်နှိပ်မယ် more ရှာရဲကျွန်တော်ဘယ်လိုပဲကျွန်တော် install လုပ်လိုက်မယ်ဒါဆိုကျွန်တော် application install လုပ်ပြီးတော့ပြီခါတိုင်းဆိုရင် install လုပ်ပြီးတစ်ခါဝင်သွားမယ်ကျွန်တော်ခုဟာမဝင်သေးဘူးခါကျွန်တော်ပြင်မဲ့ set ထွက်ပြီးကျွန်တော်ကြည့်ပါရမယ် set ထွက်လာပြီကျွန်တော်ဒီမှာကျွန်တော် Android Gmail ဆိုကျွန်တော် application ထွက်လာကျွန်တော်ဒီ application ကကျွန်တော် Sona run တဲ့ application ဖြစ်ပါတယ်ကျွန်တော်ဗလာလေးပေါ့ဘာမှမပေါ့ကျွန်တော်တစ်ချက်ထွက်ပြီးကျွန်တော်ပြမယ်ကျွန်တော်ချက်ထွက်ပြီး6ပါးပါသေးတယ်ကျွန်တော်ပြပေးမယ်ကျွန်တော် install လုပ်ခဲ့တဲ့ Android Gmail app เนาะကျွန်တော် Android Gmail ဆိုတော့ကျွန်တော်ဒီကောင်ကျွန်တော် new project ကိုကျွန်တော်ချက်နေပြီနေ့ဆိုဒီမှာကျွန်တော် Java တည်တဲ့နဲ့ run လုပ်ရပြီကျွန်တော် Kotlin တည်တဲ့နဲ့ကျွန်တော် Java library လုပ်လို့ရတယ်ကျွန်တော် Kotlin တည်တဲ့နဲ့ run လုပ်ရတယ် Kotlin library လည်းလုပ်လို့ရတယ်အဲ့ဒီကောင်ကျွန်တော်အဲ့လောက်စိတ်ဝင်စားကျွန်တော်ဒီအောင်ဆုံးကျွန်တော်စိတ်ဝင်စားဒီအောင်ဆုံးကျွန်တော်ချက်ဆွဲလိုက်ဆွဲပြန်ဒီမှာ JPEG combo ဆိုတာရှိတယ် JPEG combo app ပါကျွန်တော်ဒီမှာဆွဲလို့ရဗျာကျွန်တော် Kotlin JPEG combo ကိုတောင်းပြီးတော့ကျွန်တော်ဆွဲလို့ရတယ်ဒါတော့ကျွန်တော် Android library ဆွဲမယ်ဆိုရင်ကျွန်တော်သုံးလို့ရတယ်ကျွန်တော်ဒီမှာ minimal mode ကျွန်တော်ဒီမှာ target SDK minimal SDK ကျွန်တော်ဒီမှာနှစ်ခုကွဲသွားတယ်ဒါလေးပါတော့ကျွန်တော်တော်တော်လေးတော့လွယ်ပါတယ်Okay ကျွန်တော်ပထမဆုံးကျွန်တော်ဒီအောင်မဖန်ပြီးသေးဘူးကျွန်တော် Android app ကိုကျွန်တော်ဖန်ပြီးမယ်ဒီ Android app Android ကိုကျွန်တော်ဘာမှပြောင်းမကျွန်တော်ဒီနေ့ကျွန်တော် project ကိုကျွန်တော်ဖွင့်လိုက်မယ်
ပြောက create project ဆိုတော့ကျွန်တော်နှိပ်လိုက်မယ်ပထမဆုံးဖန်တီးရဆိုတော့ဒီဘောကောင်လေးပြအောင်ဆောင်းအောင်ပြဆိုမပြီးဆိုတော့ကျွန်တော် software install လုပ်နေမယ်အဲ့ဒါတက်နေနော်ကျွန်တော်ဒီကောင်က download ချရမျိုးရှိသေးတယ်ဗျာအဲ့တော့ကျွန်တော် internet ချက်ဖွင့်ပေးထားမယ်ကျွန်တော်ဘေးအတွက် application ပဲလုပ်လို့ကျွန်တော်ပထမဆုံးလုပ်ရဆိုရင်တော့ကျွန်တော်ဒါလေးလောက်ဖွင့်ထားပေးတယ်နော်ဒါလေးပြည့်ပြီဆိုတော့ကျွန်တော်စာပြီး run လုပ်ရမယ်ဟောရောက်ဒီဘက်ချက်မှာကျွန်တော်ကြည့်လို့ရရှိမယ်ကျွန်တော်ရှားဟာရှိမယ်ဒါဒီကောင်လေးကကျွန်တော်မပြောသေးဘူးပထမဆုံးကျွန်တော်စိုက်ကြည့်မယ်ဒီဘက်ပြီးနောက်ကျွန်တော် preview လို့ပဲကျွန်တော်ကြည့်လို့ရတယ်ကျွန်တော် preview လုပ်ပြီးကြည့်ရကျွန်တော်ဒီဘက်ပြီးနောက်တော့ကျွန်တော် code block ပေါ့ဗျာ block ဆိုပြီးကျွန်တော်ဒီမှာပါတယ်ဒီကျွန်တော်ဘယ်မှာဆိုရင်တော့ကျွန်တော်ဒီမှာ UI ကိုလည်းခါကြည့်ရင်ကျွန်တော်ဒီမှာ automation ပဲကျွန်တော်ရေးလို့ရတယ်ကျွန်တော်ကျွန်တော်ဒီ version တက်ကတော့ကောင်းနေကျွန်တော်ပြောလို့ရပါတယ်ကျွန်တော်နောက်ပြီးကြလို့ရှိရင်ဒီ IDE မှာသုံးလို့ရတဲ့ကြံနေတဲ့နောက်ထပ် feature တွေကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီတော့တော့ပါပဲအားလုံးကျေးဇူးများတင်ပါတယ်